ကျမရဲ့မွေးနေ့ကိုသတိတရားနဲ့ဒီလိုစုဝေးကြတဲ့အတွက်လည်းကျမကျေးဇူးတင်ပါတယ်မွေးနေ့ဒီမွေးနေ့တွေကိုဖြတ်တန်းလာတဲ့အခါကြာလို့ရှိလို့ရှင်ကျမတို့ရဲ့အတိတ်ကိုပြန်ပြီးတော့စဉ်းစားမိပါတယ်ဒီမိုကရေစီလှုပ်ရှားမှုကြီးဟာနှစ်20ကျော်ခဲ့ပါပြီဒီအနှစ်20ဟာအခြေအနေမဟုတ်ပါဘူးပင်ပင်ပန်းပန်းနဲ့ဖြတ်တန်းခဲ့ရပေမဲ့ဒီလိုပင်ပင်ပန်းပန်းနဲ့ဖြတ်တန်းခဲ့ရလို့ကိုကျမတို့ဟာဘဝသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်ဒီဘဝသင်ခန်းစာတွေနဲ့ကျမတို့နိုင်ငံဟာနောင်နိုင်ငံသူနိုင်ငံသားအားလုံးရဲ့စစ်မှန်တဲ့ခိုးလုံရာတစ်ခုဖြစ်ဖို့ဘယ်လိုလုပ်ရမလဲဆိုတော့ကျမတို့နားလည်လာတာဖြစ်ပါတယ်ဒီလိုကိုတိုင်းပြည်ကိုပြစ်ပြီးတော့တိုင်းတစ်ပါးမှာသွားပြီးတော့နေရတယ်ဆိုတာဟာမဖြစ်တဲ့ကိစ္စပါကျမတို့ရဲ့ပြင်ပရောက်နေတဲ့ပြည်သူလူထုတွေအားလုံးလုံလုံခြုံခြုံအေးအေးဆေးဆေးနဲ့ကျမတို့နိုင်ငံကိုပြန်ရောက်လာနိုင်ဖို့အတွက်ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်တဲ့လူတွေအားလုံးကကြိုးစားနေတာဖြစ်ပါတယ်အခုလိုအပြင်ပရောက်နေပေမဲ့လည်းကိုယ်တိုင်းပြည်ရဲ့အရေးကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေတဲ့အတွက်လည်းကျွန်မအများကြီးဂုဏ်ယူပါတယ်ဒါကြောင့်အားလုံးတူတူကြိုးစားသွားမယ်ဆိုလို့ရှိရင်နောင်ကျွန်မမွေးနေ့တွေမှာဒီလိုဗီဒီယိုကနေတစ်ဆင့်မဲဆောက်မှာရောက်နေတဲ့ကျမတို့ပြည်သူပြည်သားတွေကိုစကားပြောရမယ်အစားအားလုံးကိုမြန်မာနိုင်ငံအတွင်းမှာစုစုစည်းစည်းနဲ့တွေ့ဆုံပြီးတော့နှုတ်ဆက်ချင်ပါတယ်အဲ့ဒီလိုနှုတ်ဆက်နိုင်ဖို့လည်းကျမတို့ကြိုးစားပါမယ်အားလုံးကနေပြောကျမတို့နဲ့ဝိုင်းပြီးတော့ကြိုးစားပေးပါလို့လည်းမေတ္တာရပ်ခံချင်ပါတယ်စိတ်ဓာတ်မကြကြပါနဲ့ပြင်ပရောက်နေတဲ့သူတွေအားလုံးဟာလည်းကျမတို့ရဲ့အင်အားတွေပါပဲပြင်ပကိုရောက်နေပါလားဆိုပြီးတော့အားမငယ်ပါနဲ့နောက်ပြီးတော့လည်းဒိုးတွေကနေပြီးတော့အင်တာမဒုက္ခရောက်နေတဲ့လူတွေဆင်းရဲမှုနဲ့ရုန်းကန်နေရတဲ့လူတွေမလို့ဘာမှထိထိရောက်ရောက်လုံနိုင်စွာမရှိဘူးဆိုတဲ့အတွေးမျိုးလည်းမထားပါနဲ့လူတိုင်းဟာတန်ဖိုးရှိသလိုလူတိုင်းဟာစိတ်အင်အားကိုယ်အင်အားရှိကြပါတယ်ကိုရှိတဲ့အင်အားလေးတွေနဲ့ကိုတတ်နိုင်သမျှကျမတို့ရဲ့လှုပ်ရှားမှုကိုကူညီမယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံတစ်နိုင်ငံလုံးကိုကူညီရပါလေယာလည်းရောက်ပါတယ်ဒါကြောင့်မလို့ဆက်လက်ပြီးတော့ကူညီနိုင်ကြပါစေနောက်တစ်နေ့တစ်ခါမှမကြားတော့မဲ့တစ်နေ့တစ်ခါမှကျမတို့အားလုံးတွေ့ဆုံနိုင်ကြပါစေလို့ကျမဆုတောင်းရင်းနဲ့ကျေးဇူးတင်ပါတယ်လို့ထပ်ပြီးတော့ပြောချင်ပါတယ်